င်ထိန်တိန်သာလို့ဆိုဖေပြောဘူးခဲ့တဲ့ပုံမြင်လေးများကိုနားဆင်သူညီမလေးညီလေးနဲ့ကိုပြီးလို့ခြင်းသည်များစကားတွတ်ဆိုထမင်းကိုစီဆန်းရွှေလေးမန်းနဲ့စားခြင်းလို့ဖေကိုပူဇော်ရင်အတင်းဖက်လို့တဲ့ကငိုရှိမကြောင်ညူပါကြီးမိရန်တို့အစီကိုစားအသာကိုရဲမျိုးကြိုက်လိမ့်မယ်အငိုတိန်အိပ်ပါတော့ဆိုကိုပြူပြကြိုက်ရ၍ဖမ်းပေးမယ်အေးအိုးလို့ချိုသူမပေးပေမဲ့ထမင်းကျွေးတဲ့ဖခင်အိုးဘုသူတာနဲ့ဘဝသင်္ကန်းစာမြတ်ကုသိုလ်လိမ္မာရင်ကျေးတင်ပေးပြသဆိုတိမ်ကင်းစင်ဝင်ပါလာတာညာများဟိုရွှေလာမယုံလို့ဆံဖို့သည့်အဖို့သူထမ်းမှာယုံကလေးတောင်းကကစားပါရစီလို့ဖေကိုပူဇော်ရင်အတင်းကလို့ချွဲကပူဖေကိုတတိယတန်တာလို့ငိုဖေရဲ့ကျွမ်းနွမ်းလျာအိုမြေတာတွေရင်တွေမှာမအိုမင်းမအစင်တို့ပြောငယ်ကြဘူးခဲ့တဲ့ဖေပုံမြင်တေးဖွယ်ကဆိုလာမင်းထိန်တိန်သာလို့ဆိုဖေပြောဘူးခဲ့တဲ့ပုံမြင်လေးများကိုနားဆင်သူညီမလေးညီလေးနဲ့ကိုပြီးလို့ခြင်းသည်များစကားတွတ်ဆိုထမင်းကိုစီဆန်းရွှေလေးမန်းနဲ့စားခြင်းလို့ဖေကိုပူဇော်ရင်အတင်းဖက်လို့တဲ့ကငိုရှိမကြောင်ညူပါကြီးမိရန်တို့အစီကိုစားအသာကိုရဲမျိုးကြိုက်လိမ့်မယ်အငိုတိန်အိပ်ပါတော့ဆိုကိုပြူပြကြိုက်ရ၍ဖမ်းပေးမယ်အေးအိုးတို့ချိုသူမပေးပေမဲ့ထမင်းကျွေးတဲ့ဖခင်အိုးဘုသူတာနဲ့ဘဝသင်္ကန်းစာမြတ်ကုသိုလ်လိမ္မာရင်ကျေးတင်ပေးပြသဆိုတိမ်ကင်းစင်ဝင်ပါလာတာညာများဟိုရွှေလာမယုံလို့ဆံဖို့သည့်အဖို့သူထမ်းမှာယုံကလေးတောင်းကစားပါရစီလို့ဖေကိုပူဇော်ရင်အတင်းကလို့ချွဲကပူဖေကိုတတိယတန်တာလို့ငိုဖေရဲ့ကျွမ်းနွမ်းလျာအိုမြေတာတွေရင်တွေမှာဘိုးမင်းမအစင်တို့ပြောငယ်ကြဘူးခဲ့တဲ့ဖေပုံမြင်တေးဖွယ်ကဆို